ဒီမှာကြည့်ပါအောင်နော်တငယ်ချင်းတို့ရှင့်ကြီးကိုတို့နော်ရေတင်တဲ့စက်ကလေးနော်ကွိုင်ထုတ်တစ်ခုတည်းနဲ့လှုပ်ထားတာမိုင်းနေရောဗောနော်နှစ်လက်မပိုက်ခေါင်းတစ်ခေါင်းရဲ့အဲ့ဒီပန်ကာအကြီးကကွိုင်ထုတ်တစ်ထိုးရင်နော်သူလှုပ်ပြတာနော်ရေတင်တဲ့စက်ပေါ့နော်ဟုတ်လားမဟုတ်လားကဲကျွန်တော်တို့ကြည့်ကြမယ်လို့နော်ရှင့်ကြီးကိုနော်ကဲဟုတ်လားမဟုတ်လားနော်ဟုတ်ဤမဟုတ်ဤဝေဖန်လိုက်ရတယ်နော်ဒါကတော့ပန်ကာမှာသုံးတဲ့ပန်ကာအကြီးမှာသုံးတဲ့မော်တာအောင်လေအဲ့ဒီမော်တာအောင်ကကွိုင်ထုတ်ကိုယူဖြုတ်မှာနော်ဖြုတ်ပြတဲ့နဲ့အဲ့ဒီမှာနလက်မပိုက်ခေါင်းတစ်ခေါင်းနဲ့သူလှုပ်ထားတာနော်ရေတင်တဲ့ဆက်လေးလေအိုးဟိုကြည့်လားဒီကွိုင်ခေါင်းတစ်ခုနဲ့သူလှုပ်တာနော်အထက်မှာဒလဲလည်းမပါဘူးနော်သူပြတော့တာနော်ကဲကျွန်တော်တို့ဆုံးအောင်ကြည့်ကြမယ်နော်အထက်မှာဒီကွိုင်ထုတ်အထက်မှာနော်နလက်မပိုက်ခေါင်းတစ်ခုထဲမယ်အဲ့ဒါနဲ့မှသူလှုပ်ပြမှာနော်အိုးဟိုဟုတ်ကမဟုတ်လားတော့မသိဘူးနော်အိုးတော်တော်ဆွဲရရှိတယ်ဟာကြည့်လားမိထိုးရတာသူတခါတည်းလဲတာမျိုးနော်သူဒလဲလည်းမထဲဘူးအထက်မှာလေပန်ကာလို့ပုံစံဒလဲလေရေစုပ်တဲ့ဟာပုံစံဒီတွတ်တာနလက်မပိုက်ခေါင်းပဲနော်လှန်ပိုက်ခေါင်းပဲအဲ့ဒါမှထဲထားတာနော်မတွေ့လားထိုးထဲတွေ့လားအပြလို့ရှိရင်အောက်ကသက်ပြတ်ပြတ်ခံမယ်အပြလို့ရှိရင်အဲ့မှာမူလီစုံမယ်ဒါပဲနော်အိုးဟိုကြည့်မိုင်းနေတော့အိုင်ဒီဒါအထက်မှာဒလဲလည်းမပါဘူးအထက်မှာအဲ့ဒီစုပ်တဲ့ဟိုတချို့ဆိုလို့ရှိရင်မော်တာတွေမှာဆိုလို့ရှိရင်အထက်မှာဒလဲပါထားတာအခုဒလဲလည်းမပါဘူးနော်အဲ့ဒီကွိုင်ထုတ်အားနေမဲ့သူလုတ်ပြတာနော်ကဲလက်တွေ့ပဲနော်အဲ့ဒီမှာရှင်းမှာနော်ကဲကျွန်တော်တို့ဆုံးအောင်ကြည့်ကြမယ်နော်ကဲအရင်ဆုံးဝတ်နေတိုးလိုက်တယ်နော်အဲ့ဒီပိုက်ခေါင်းကိုနော်ပိုက်ခေါင်းကိုသူစားလေးနဲ့လမ်းကြောင်းလေးနဲ့နော်အထိန်ပွဲမှာထိန်လိုက်တယ်ပေါ့နော်ထိန်ပေးလိုက်တယ်နော်တွေ့လားတထောင်လောက်ဝှရှိမယ်ပိုက်ခေါင်းကနော်အထက်ဘာမှမရှိဘူးနော်မြင်တဲ့အတိုင်းပဲနော်အထက်ဘာမှမရှိဘူးအဲ့ဒီကွိုင်ထုံးနေပဲနော်လုတ်တာသူအားနေတယ်လုတ်ကြည့်နော်စမ်းသပ်ကြည့်နော်အဲ့ဒီကွိုင်ထုံးတွေပါတယ်ကွိုင်ပန်ကာတင်မှာဆိုလို့ရှိပြတ်တော့တယ်ဆိုလို့အချို့ကွိုင်ထုံးတွေကောက်ပြီးတော့လေအဲ့ဒီမလုတ်ကြည့်လို့ရအောင်နော်အကေးသံပိုက်ခေါင်းမရှိဘူးဆိုလို့ရှိရင်ကော်ပိုက်ခေါင်းလေးရတယ်နော်နဲ့လက်မလောက်ဆိုလို့ရှိတော့အဆင်ပြေတယ်နော်တွေ့လားအဲ့မှာဝါကျူးဆက်မယ်မီကျူးဆက်မယ်နော်လုံးပြတာဟုံးနေရောမယ်နော်ဟိုဒီနေ့ဆုံးအောင်ကြည့်ရမှာနော်ကျွန်တော်နောက်ဆုံးမှတော့သူလုံးပြတာဟုံးနေရောပဲဆိုအစားကပြပါတော့တွေ့လားကြီးစုပ်ပြတာလုံးပြတာသူလေမတွေ့လားပြီးသွားပြီဘာမှလည်းမခက်ခဲဘူးနော်လုံးတာတန်ကြောင်းနှစ်ကြောင်းမလို့တယ်ပြီးလို့ရှိတိုးပြလိုက်မယ်ပြီးလို့ရှိဒီဘက်ကဗာလဲမိခံဥစားနဲ့စက်ကူလေးနဲ့မိခံစက်ကူလေးနဲ့သူပတ်လိုက်တယ်တိတ်ပတ်ပြီးတော့သူအစားလုံးပြမှာနော်ဘလောက်ကန်အားရှိလဲဘလောက်ဆွဲအားရှိလဲဆိုတာနော်တွေ့လားတိတ်ပတ်လိုက်ပြီးတော့သူအရင်မှရေထဲပြီးတော့သူစမ်းပြမှာနော်အိုးဟိုဒီမှာရေထဲမယ်လက်တွေ့ပဲနော်အထဲမှာဒလဲလဲမပါဘူးတွေ့လားအိုးဟိုတွေ့လားမိထိုးမှတွေ့လားဘလောက်အားရှိအထဲမှာမရှိမသိရင်ဟုတ်တယ်လို့ဘယ်ပန်ကာချေထဲထားတယ်လို့မျိုးနော်တော့အထဲမှာလဲနေတာတခါတည်းဘလောက်ရေစိုးအားများလဲအိုးဟိုလက်တွေ့ပဲနော်အထက်ကပန်ကာမပါဘူးသူပြတာပဲအထက်မှာဆိုလို့ဒလဲရေစုပ်တဲ့ဒလဲထဲမှာပါလေမယုံနိုင်စရာပဲနော်ချင်းကြီးကိုလေနော်ကဲဒီမြက်လဲဟုတ်တယ်ဖြစ်တယ်ဆိုလို့ရှိရင်နော်ဘုဒ္ဓရဲပဲဖြစ်မရတယ်ဖြစ် share ပေးလိုက်ပါနော်လုပ်ကြည့်လို့ရအောင်ပေါ့နော်တွေ့လားပြီးလို့ရှိရင်အဲ့ဒီမှာသတ်ပြမှာသူအထိုင်ချမယ်နော်ဟိုအုပ်လေးလုံးနဲ့အဲ့ဒီသံပြနဲ့လေအပြီးလို့ရှိရင်သူရီကာဇနာကိုကာနဲ့တော့ပြီးသူလုပ်ပြမယ်နော်တွေ့လားလက်တွေ့ပဲနော်အထက်ဘာမှမပါဘူးနော်အထက်ဘာမှမပါဘူးနော်မသူပြနော်အဲ့ရီစုံမတက်တာကတော့ကောပိုက်ကောင်းပဲပေါ့နော်အဲ့ဒီရေကမှချဖို့အတွက်နော်သူအဲ့မှာဆက်မှာပေါ့အိုးဟိုလက်တွေ့ပဲဒီမှာလက်တွေ့ပဲပြမလားမိထိုးမယ်ဒီမှာအိုးဟိုနောက်တောင်ဆုတ်တယ်ကြလားအိုးဟိုနောက်တောင်ဆုတ်တယ်ဒီလက်တွေ့ပဲနော်မတွေ့လားဘလောက်တောင်ကောင်းလားတွဲရလေးမှဒီလုံးလေးရနော်မီအဲ့ဘက်ထရီအိုးနဲ့ရနော် ACDC နဲ့ရကြလားလုတ်ကြည့်ပါလို့ကဲ ACDC မရဘူးဆိုလို့ရှိရင် ACDC ပြောင်းလို့မရဘူးဆိုစလိတလုံးဝင်လိုက်ဆိုလုတ်တင်ရောသူစက်ကြည့်လို့ပဲကြောင့်နည်းအောင်မကြမှာလက်တွေ့ပဲမှာတွေ့လားအိုးဟိုမလက်တွေ့ပဲလုတ်ပြတာနော်မိုက်တယ်နော်လုတ်ကြည့်နော်စားသားကြည့်လိပါလို့နော်ဘန်ကာဆက်တစ်ခုနဲ့တော့ပေါ့နော်ဘန်ကာအေးကွိုင်ထုတ်တစ်ခုနဲ့လုတ်ပြတာနော်စာပန်းခေါင်းနဲ့လက်မပန်းခေါင်းတစ်ခုရေလုတ်ကြည့်ပါလို့နော်ဟုတ်ကဲ့ကျွန်တော်တို့နော်ဇလာလေရေထဲလို့သုံးတဲ့ဇလာပြီးလို့ရှိရင်ဘီလက်မြေဖြော်တဲ့ကော်ဇလာတွေလေမတော်တဆကွဲတော့တယ်ဆိုလို့ရှိရင်နော်ကိုတိုင်ဖာပြီးတော့ပြန်သုံးလေးမျှဝေပေးလိုက်ပါလေနော်ကိုတိုင်ဖာနည်းလေးပါဖာပြီးတော့အခုလိုပုံစံမျိုးဖာလို့မရဘူးပေါ့သူပြတာကနော်နမူနာလေးပြပေးတော့အဲ့လိုဆိုလို့ရှိရင်မရဘူးပေါ့နော်အဲ့ဒါဘယ်လိုဖာမလဲပေါ့နော်အဲ့ဒီဖာနည်းလေးမျှဝေပေးလိုက်ပါတယ်လို့နော်ရှစ်တငချင်းအတွက်တငညီကိုတွေအတွက်နော်တွေ့လားနဲတာမကွဲတော့တာတွေ့လားဒါကော်ဇလာပဲနော်တချို့ရတယ်ဆိုလို့ရှိရင်ရေထဲသုံးတဲ့ဇလာတွေကွဲတယ်ပစ္စည်းတွေပါထဲသုံးတဲ့ဇလာကွဲတယ်နော်တချို့ဆိုလို့ရှိရင်ဘီလိုက်မြေဖော်တဲ့ဇလာလည်းကွဲတာပဲနော်အဲ့လိုဆိုလို့ဒါကတော့နော်သူလို့ပြတာကတော့နော်ဒီဘီလိုက်မြေဖော်တဲ့ဇလာပဲဒါတော့ဇလာသေးပဲနော်အဲ့ဒီဇလာကတော့မှတော့ဒါကတော့နော်ဟိုစားတွေစက်ကူတွေပါဒီညက်တဲ့ကောစားလေကလစ်ဒါကတော့
အကြီးစားမျိုးပေါ့နော်ဒါတော့တချို့ရတယ်မှာသက်တယ်ပါလေဆက်တဲ့ခါမှာသုံးတဲ့အကောင်တစ်ကောင်အားတော့နော်သက်တယ်ပါလေဆက်တဲ့ခါမှာဒါကတော့သံမိုးလို့သံလိုပုံစံမျိုးလေးသံမိုးပုံစံမျိုးတော့ပြင်းနေလေဂျိတ်ပေါ်ဂျိတ်အကြီးစားပေါ့နော်အဲ့ဒါနဲ့သူပြက်လိုက်တယ်နော်သူကလေနဲ့ပြက်တာလည်းရှိတယ်စပိန်နဲ့ပြက်တာလည်းရှိတယ်ဒါကတော့နော်အဲ့တော့ပြက်လိုက်တယ်သူတန်းစီပြီးတော့သူလားစကူတွေပါညက်တဲ့ဂျိတ်ပေါ့နော်အဲ့ဒီဂျိတ်နဲ့ပြီးလို့ရှိရင်ခဲကောက်ကလေးနဲ့အမှသူ့မှာရှိတဲ့အောက်တာနဲ့ဖြော်လိုက်နော်ဖြော်မိအပူပြီးတော့သူ့ကိုနည်းနည်းအရာဖော်လိုက်ပေါ့နော်ကတ်တော့အောင်တယ်လေမတွေ့လားခဲစောတက်လေစောရဟာလေးနဲ့လေခဲကောင်းနေလေအဲ့ဒီကောင်းလေးနဲ့သူအရာဖော်လိုက်တဲ့ပူအောင်တွေ့တယ်ပူပြီးတော့အဲ့မှာပျော်ပြီးတော့အနေကြောင်းအောင်ပေါ့အောက်ကိုကြောင်းအောင်ပေါ့နော်ပြီးလို့ရှိရင်ဒါကတော့ဟိုတခါသုံးကျိုးပေါ့အဲ့ဒီကျိုးလေးကိုသူကခဲကောင်းလေးနဲ့သူဖြော်ပြီးတော့အလဲကနေအပေါ်ကနေပို့လိုက်တယ်ပေါ့နော်ပို့လိုက်တယ်သူကအဲ့လိုပို့ပြတာနော်ပြီးလို့ရှိရင်သူစနေကြသူလို့ပြမယ်နော်အဲ့လိုစနေကြပေါ့တေးသေးချာချာကွဲဝလို့ရှိပြန်ပြီးစနီလီပေါ့နော်ညောက်ပေးလိုက်ပါတယ်လို့နော်ကဲကိုတို့လည်းသုံးဝင်နေထုံစံတိုင်းပဲနော် share ပေးလိုက်ပါလို့တကယ်ချင်းတွေ့လဲတွေ့လားသူကခဲစောရဟာလေးနဲ့ခဲကောက်လေးနဲ့သူကလုတ်ပေးလိုက်တယ်သူကနော်အဲ့ဒီကျိုးနဲ့လေကော်ကျိုးလေးနဲ့ပေါ့အဲ့ဒီကျိုးလေးနဲ့ဖြော်ပြီးတော့ကော်ကျိုးမရှိလို့ဆိုလို့ရှိရင်တချို့ခဲတံတွေခဲတံများတွေဖောင်တိန်တချို့တစ်ခါသုံးဖောင်တယ်လေးနဲ့အဲ့ဒါဖြော်လို့လုပ်လို့ရနော်ကော်နဲ့လည်းရတယ်နော်ပလတ်စတစ်အိမ်လေးလည်းရတယ်မရှိဘူးဆိုလို့ရှိရင်တစ်ခုခုနဲ့ကပ်လို့ရဆိုတော့ဒါတော့ပြီးလို့ရှိရင်ဒါအရာဖော်လိုက်ပေါ့ဘေးမှာဇောင်းထွက်နာလေးကိုဇောင်းလေးကိုရှော့လိုက်ပေါ့နော်ဖြက်ဆက်လေးနဲ့ပေါ့နော်အဲ့လိုဖြက်ပြီးတော့ဖြက်ဆက်လေးနဲ့အရာလေးကိုလေဇောင်းလေးတွေကိုနည်းနည်းရှော့အောင်သူကသလိုက်တယ်နော်ပြီးလို့ရှိရင်အထဲကဒါကတော့တခါသုံးကျိုးလေးကော်ကျိုးလေးလေအဲ့ဒီကော်ကျိုးနဲ့သူတစ်ခါလုံးမယ်အထဲကနေဒါကတော့အပြင်ကနေဖတ်ပြီးတော့ပြီနော်အထဲကနေတစ်ထပ်ပေါ့နှစ်ထပ်ဆိုလို့ရှိရင်သေးချာချာကိုလုံးလိုက်ရနော်သေးချာသုံးလိုက်ရတာပေါ့နော်အမြဲအကြိုက်သုံးလိုက်ရတာပေါ့နော်ပြီးလို့ကြောက်စကုလေးနဲ့ထုံစံတိုင်းပဲနော်ရှော့လိုက်ပေါ့တွေ့လားဒါလည်းပြီးလည်းမဖြော်တဲ့ဇလအသေးစားပေါ့နော်တွေ့လားပြီးလို့ရှိရင်ကြောက်စလေးနဲ့သူရှော့ပေးလိုက်မယ်ကြောက်စကုနဲ့တချို့ဟာမနိုင်ဘူးဆိုလို့ရှိရင်မတပြီးလို့ရှိရင်ဆေးအမဲမှုတ်ပေးလိုက်အမဲအောင်မှုတ်ပေးလိုက်ဆိုလို့ရှိရင်တွေ့လားငကိုတိုင်းပုံစံမျိုးသုံးလိုက်ရနော်တွေ့လားဇလလုတ်ကြည့်ပါလို့ချင်းကြီးကိုလေနော်အစီပြေကြပါစေနော်